ရဲ့ဆိုနိုင်စွမ်းကိုအရေးသွေးတွေပြသဖို့ပြီးတော့ရှင်ကိုထူးခြားခြားပုံစံမျိုးတွေပို့ပြီးတော့ creation တွေချက်ပြီးတော့လုပ်ဖြစ်တဲ့တခြင်းတခြင်းတိုင်းတော့ creation တွေပါတယ်ဒါပေမဲ့ဒီအိမ်မှာじゃတီးတိုင်ထူးခြားခြားရေးအဲ့လိုမျိုးစူးစမ်းခဲ့ပြီးတော့ပြည်သက်တွေဘက်ကလည်းတတိထားမိခဲ့တဲ့တခြင်းတွေကိုပြပြပေးပါအဲ့ဒါတော့ဘာလို့ဒီစရမ်းနဲ့ပြန်တန်းချင်းတို့နောက်ဟိုရှိတယ်အချစ်တွေကစတော့ဟုတ်ငါနဲ့ငါရဲ့တိုက်ပဲဟာအချစ်ဆိုဟိုမသိဘူးအဲ့ဒါပြန်တဲ့ခေါင်းတွေမသိဘူးတိုက်ပွဲဟုတ်တိုက်ပွဲဆိုတာပဲသိရောတိုက်ပွဲကဘာလဲပေါ့မအဲ့ဒါပြန်တဲ့ဆိုတာအဲ့မှာဆိုဒီတစ်ချင်းကဟိုသူ range တော့ကျတော့ကျတော့ဟာဥတော်မင်းတို့ကလည်းတော်ဆူလာဆိုတော့လေပြီးတော့အဲ့ဒါကျွန်တော်တို့ personal win နဲ့ဟုတ်ကဲ့ personal win ဆိုတော့ဒီကပြောထားတဲ့စကားလုံးတွေကတော်တော်မိုက်တယ်ပေါ့နော်ဆရာဝင်းမင်းထွေးတို့လက်ရတယ်ဆိုတော့အစားတော့ခြားချင်းရေးပြတာဗျရေးပြဒီချင်းကိုရေးဟိုခြားချင်းအစီအပြေလို့ဆိုဒီချင်းကိုရေးပြတာဆိုအားနဲ့မှလည်းဆိုရမယ်ဆိုတော့ကိုပြောချင်တာလည်းပြောမယ်ပေါ့နော်ဟုတ်ဒါဒီချင်းကဘယ်ပြောမလဲအားတော့သူလေအထားသူကစားတော်တော်ပါဖြစ်တယ်ဗျဟိုမှာရှေ့မှာကလည်းအကုန်ထုတ်သုံးလို့လည်းမရဘူးအဲ့အကုန်ထုတ်လို့နောက်ဆိုရင်ကြက်ဝါမှာပေးကြတယ်အားကုန်သွားရင်မရတော့လေနောက်မှလည်းကိုဟိုလှုပ်ချင်တစ်ဆင်းမီတစ်ဆင်းဆိုတော့အဲ့တစ်ဆင်းလေးဘယ်လိုထားရမလဲဆိုတော့အိမ်မှာအသားကြောင်အဲ့လိုဒီညမှာတော့ငါလေးဘယ်လောက်ပဲသုံးမယ်အဲ့လိုလေးတော့ဟိုတေချာလေးတော့ပြင်ဆင်လာခဲ့ရတယ်ဒါတော့ကျွန်တော်အဲ့မှာအမှားတစ်ခုလုပ်တယ်လေအဲ့လိုဟိုတပားဟိုဟာပေါ့ဟိုကြိုပြီးဝင်မိရလေဟုတ်ကဲ့ဒါပေမဲ့ဟိုဘယ်လိုပြောမလဲအရင်မသိတာဘာလို့ဖြစ်သွားတာပါဦးဆရာစကူရတာမှမရကျွန်တော်မေးတယ်တမန်ဝိုင်းနေလည်းပြန်ပြောဆိုပြီးတော့ကျွန်တော်ပြန်ပြောလိုက်တော့ဆရာစကူရကျွန်တော်ပြန်ပြောရတယ်ကျွန်တော်အဲ့ညမှာဟိုမုံဝင်ရသေးတယ်ကျွန်တော်ဝင်မိလိုက်တပားဟိုကြိုပြီးဝင်မိလိုက်တယ်ပေါ့နော်ကြိုပြီးဝင်မိရတယ်ဒါပေမဲ့လည်းအဲ့မှာလည်းဟိုဒီ rock chain တွေကိုခံစားတဲ့ဟိုလူတွေကတော်လေးအဲ့မှာဟိုအတိမပြုတ်ပေးကြတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့ဒါလေးကတော့တော်အမှတ်တရပဲဒီချင်းတယ်ပေါ့နော်ဒူးစားခဲ့ရတာလေးဟိုနဲ့ဟိုပါပေါ့ဒူးစားခဲ့ရတူနဲ့တာပေါ့နော်ဟုတ်ကဲအဲ့တော့နောက်ထပ်တစ်ပုဒ်ကကြတော့အချစ်ပဲကန်းစာကိုပြောမယ်ဆိုတော့ဒီမှာ opera sense လေးထွင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်တော့ကလည်းကျွန်တော်တို့က final အချိန်မဟုတ်သေးဘူးဆိုလို့ရှိရင်ဂျားအပတ်မှုကကြတော့သူများရဲ့တန်းနဲ့ပဲပေးတာတယ်ဥပမာဆိုလို့ရှိရင်ခွာရပုံစံမျိုးမဟုတ်ပဲနဲ့harmony ဆိုရင် harmony နဲ့အဆင်ပြေအောင်ဆိုရမယ်ပြောရရှင်တခြား T1 နေပါလေဆိုလို့ရှိရင်လည်းမြန်မာတန်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတီးတတ်ပတ်မှုပေးတာမျိုးမရှိသေးပဲနဲ့သူများဒီနဲ့တန်းတူဟုတ်ကဲ့အဲ့တွင်ကမှဒီဟာဘယ်လိုဖန်တီးခဲ့ဆိုတာလည်းပြပြပေးပါဟိုဒီအချစ်ပဲကန်းစာပုံမှန် radio သင်းလေးပေါ့နော်အဲ့ဒါဒီလိုပြန်ပြောင်းပြတာကအမှကြားကျူးစားခဲ့ဒီချင်းကျူးစားခဲ့ရတာနည်းနည်းခက်တယ်ဗျဒီဟိုနှုတ်ကိုဒီ opera
opera notes ကိုကျွန်တော်ဘာဖြစ်အောင်အသားကျအောင်အရင်ကျင့်ရတာ ဟုတ်ကဲ့ အဲ့ကြတော့ဒီ original သွား conference သွားလာကိုဟိုအသေးတစ်ခုယူလိုက်တယ်ပေါ့နော်ယူလိုက်ပြီးတော့အဲ့ပုံမှာဟိုဘယ်နှပါးစာလောက်ဝင်မယ်ပေါ့အဲ့ဒါကိုတော့ဟိုအရင်ကြိုပြီးတော့အိမ်မှာလောက်ရတယ်ပြီးတော့ဆိုလိုမှာဆိုငါပဲနေရာလေးဘယ်လိုလုပ်ချင်တယ်ပေါ့နော်အဲဆိုနေရာဆိုလိုမှာអော်တဲ့ဟာနဲ့အတန်နဲ့ကျွန်တော် intro မှာမတူဘူးလေဟုတ်တယ်အဲ့ဒါဟိုကကြတော့intro မှာ អော်တာကျွန်တော်တို့ပိုခတ်တယ်ဆိုတာကဟို music အပြောက်ကြီးထဲမှာအကြာကြီးអော်နေရဖို့ကအကြာကြီးဒီဟိုအသွားလာကိုအတိအကျဒီ ကိုယ် melody ဟုတ်တယ်ဒီ conference နဲ့မှာဝင်အောင်စုနေဖို့ကတော်တော်မလွယ်တဲ့ကိစ္စလေးဟုတ်ကဲ့ဆိုတော့ကျွန်တော်ကီးလေးပဲနည်းနည်းတည့်ပြီးလဲအဲ့ကြားထဲမှာပဲကျွန်တော်ဟိုဒီဟာကိုဘယ်လိုပြောမလဲဒီထဲဝင်အောင်ဆိုရတာတော်အိမ်မှာတော့တော်တော်ကျင့်ရတယ်ဟုတ်ကဲ့အဲ့ကျင့်ရတော့ကြိုးစားမှုတော်တော်များတယ်ဟုတ်ကဲ့ပြီးတော့ဒီလူ harmony ကလည်းအမှန်တော့အဲ့တော့ကျွန်တော်ဟို harmony နဲ့သုံးမယ်ဆိုပြီးတော့ရည်ရထားတာပေါ့နော်ဟုတ်ကဲ့ရည်ထားတဲ့အချိန်မှာဒီ harmony နဲ့ပဲဟိုအဆင်ပြေအောင်လုပ်ရတယ်ပေါ့ကျွန်တော်တို့ကအခွင့်အရေးတန်းလို့ဆိုတော့ဟုတ်တယ်အဲ့မှာကျွန်တော်ကိုယ်ဟိုတို့စီ harmony ဖွဲ့လဲသွားရတယ်တော့သူတို့ကလည်းဟာအောင်ထက်ကနည်းနည်းဟိုလုပ်ပြီးပေါ့နော်ကျွန်တော်နည်းနည်းပဲဟိုဒီခါဒုက္ခပေးပြရစေရတယ်ကိုအဲ့ harmony ဖွဲ့ကိုဒီခါဒုက္ခပေးပြရတယ်သူ့အိမ်သွားပြီးတော့အဲ့မှာနှစ်ခေါက်သုံးခေါက်လောက်အသားကြအောင်ဟာharmony ဖွဲ့နဲ့ကျင့်လာကျွန်တော်ဘယ်နေရာမှာပဲလို့ဆိုမယ်ပေါ့နော်အဲ့ဒါသူတို့ကလည်းဘယ်နေရာမှာလို့ဆိုမယ်ဆိုပြီးအဲ့လိုဟိုတိုင်ပင်ပြီးတော့လုပ်ဖြစ်တာပေါ့နော်အဲ့မှာဟိုပြီးတော့ဟိုနောက်က instrument မှာလည်းဂီတာလုံးမဲ့ပါအဲ့မှာလည်းကိုစောမင်းသိန်းလည်းကျွန်တော်ကျေးဇူးတင်ရမှာအခုချိန်လေးကျေးဇူးတင်နေတော့ဒီချင်းဟိုကျွန်တော်ကျွန်တော်ချင်းတိုက်တော့ပုံမှန်လေးပဲတီးပြတာဒီပုံမှန်ပြီးတော့ပဲသူအဲ့ဒီမှာအကောက်လေးကိုပုံမှန်တီးနေအဲ့မှာသူလည်းမှုပါတယ်ဆိုတော့ချဟုတ်ကဲ့အဲ့ဒီအချိန်မှာတချင်းကကိုကြောက်ရအောင်နော်ဟုတ်ကဲ့ဒီဟိုကျွန်တော်တို့ကလည်းကိုပိုင်ဒီဘယ်လိုပြောမလဲအားထုတ်မှုကလည်းဟိုရှေ့အားထုတ်မှုကြီးရဲ့နောက်မှာဒီပတ်မုံမှုကလည်းနောက်ကနေပြီးတော့ဟိုအပြည့်ဝလိုက်ပြီးရဆိုတော့တော်တော်တချင်းလေးကတော်တော်အဆင်ပြေသွားတယ်ပေါ့ဟုတ်ကဲ့ပါကောင်းကျင်ကြကိုဘသူများစေရောင်ချေပန်းတွေကိုဘသူရနံလေးမွေးစေတဲ့ငတ်တွေကိုခွဲဘသူတွေတည်းဆိုတဲ့တွေ့မရဘူးခွဲတွေ့မရဘူးမေရဲ့ချစ်ဆိုတာဘယ်ကဘာကစားတဲ့တွေ့ခေါ်ပညာရှင်များမေးဆိုတဲ့တင်ငါဒီပနူချစ်ချမ်းတွေရဲ့ဝတ်ဆိုခဲ့တာကြားနာဘူးပါတယ်အာရန်နဲ့ဧဝကစားတဲ့စာမမသားဘူးခဲ့တဲ့ဒါပေမဲ့သာရှင်လာခွေမြမလိုယူစားကတော့ဖြစ်တကယ်မြမတွေကပါဦးတဲ့ကကွယ်သူရှင်မွေးခွာချစ်တဲ့